ဒီနေ့ကျွန်တော်တို့ OCR ပေါ့နော် OCR 2တွေဖြစ်တယ် RMAT 2 test.io ရယ် chat GPT ရယ် chat GPT ရယ်ကျွန်တော်တို့ Google Docs ရယ် Excel ရယ်ကနေကျွန်တော် image to test ကိုကျွန်တော် Burmese converted image to test into DA format အဲ့တော့ပြောင်းတဲ့ခါကျရင်ကျွန်တော် Spanish အဆင်ပြေမပြေ table format ကိုကျွန်တော်ကြည့် okay image to test.io ကိုတွားမယ်ကျွန်တော်ပြောင်းမဲ့ data လေးကတော့ဟိုဒီ sample data လေးပေါ့နော်ဒါဒီ sample data ကိုကျွန်တော် image ပေါ့နော် image ကနေ test table format ကိုကျွန်တော်ပြောင်းကြည့်မယ် image to test.io ကိုမှာဓာတ်ပုံလေးထည့်မယ် browse sample table okay submit extract extracting လုပ်နေတယ် convert okay စာသားကိုကျွန်တော် copy ထုတ်ပြလာတယ်စာသား copy ကူးမယ် Excel ကိုတွားမယ် Excel ကိုတွားမယ် paste ကြည့်လိုက်မယ်ကျွန်တော်တို့စာလုံးပေါင်းတော့မှန်တယ်ဒါပေမဲ့ table format ဖြစ်ရဖို့ကသိစမပြေဘူးပေါ့နော်အဲ့တော့ခုနက spelling image to test.io spelling is correct ဖြစ်တယ် table format not spot နောက်ဒီ file ကိုပဲ chat GPT ကိုတွားပြီးတော့ကျွန်တော်တို့ပြောင်းခိုင်းကြည့်မယ်convert this is image table into table format လို့ကျွန်တော်တို့ရိုက်လိုက်မယ်အောင်လူ after Samsung ကျော်အောင်လူကအောင်ဆို after တော့အင်္ဂလိပ်စာနိုင်တယ်ပသိမ်မြုပ်တက်ဖြစ်သွားတယ်ဆိုတော့သူကပကံ series တွေရောက်သွားတယ်နော်spelling that's not အမှန်ဘူး table ကတော့ spot ဖြစ်တယ် Google Docs ကိုတွားကြည့်မယ် file upload sample table ကိုကျွန်တော် upload လုပ်မယ် copy ခုနက upload လုပ်လိုက်တဲ့ sample table ကိုကျွန်တော် right click ထောက်ပြီးတော့ open ဖွင့်မှာ Google Docs ကိုရွှေ့လိုက်တယ် Google Docs ကိုရွှေ့လိုက်တယ်အခါမှာ Google Docs ကအဲ့ဒီ image file ကို insert လုပ်ပြီးတော့ dismiss insert လုပ်ပြီးတော့အောက်မှာစာလုံးလေးတွေထုတ်ပေးတယ်ပေါ့နော်အောင်မဆုံးလာခိုင်းချအောင်ဒီလိုရတယ်ပြီးတယ် point ဒါလေး copy ကူးလိုက်မယ် Google Docs ကသူ image နဲ့ဖွင့်လိုက်တာနဲ့ဒီစာသားတွေကို image ထဲမှာရှိတဲ့စာသားကိုထုတ်ပေးတယ်ပေါ့နော်သူကလည်းဘာနဲ့သွားတူလဲဆိုတော့ခုနက image to test ထဲကထုတ်ပေးတဲ့အတိုင်းပဲတူပဲเนาะသူတို့ရဲ့ engine ကပြင်ရတူနေလားမသိဒီကောင်လေးဖြတ်ပေးနိုင်တော့မစိုးဘူးပေါ့เนาะဒါပေမဲ့သူတို့ convert လုပ်ပေးတဲ့အတိုင်းပဲကျွန်တော်တို့ထားကြည့်မယ် Google Docs က spelling spelling ဆင်ပြေတယ် Google Docs က table format no spot Excel ကလည်း image to test လုပ်ရတယ်တဲ့ဒါပေမဲ့ကျွန်တော်တို့အများစုကတော့အင်္ဂလိပ် font တွေပဲအဆင်ပြေမဲ့ထင်တယ်ပေါ့နော်ဒါပေမဲ့မြန်မာ font ကိုလည်းစမ်းကြည့်လိုက်ပဲပေါ့နော် sample data from picture loading လုပ်နေတယ် 0 1 2 3 4 5 6
ဒီမှာ3 corner ဆိုသူ3 corner ထွက်ပေးတယ်ဘိုင်းအောင်လေးတွေနဲ့ဘိုင်းအောင်ပြထားတဲ့ set ကွက်လေးတွေကို review လုပ်ပေးပါဆိုတဲ့တိတ်ပဲနဲ့သူအယောင်ချဲထားပေးတယ်ဆိုတော့မြန်မာ font ကတော့ပါတဲ့ set ကတော့အဆင်မပြေဘူးအင်္ဂလိပ် font ပါတဲ့ set ကွက်တွေကိုတော့သူကအဆင်ပြေတယ်ပေါ့နော်အဲ့တော့ဒါတော့ထားလိုက်တာအဲ့တော့ exit ကဖတ်နိုင်အောင်နော်ဒီပြောတော့ support တာပဲဒါပေမဲ့ဒီညမှာတော့မဖတ်နိုင်ဘူးဆိုတော့ကျွန်တော် support လုပ်တဲ့ထဲကိုမထည့်တော့ဘူး okay နောက်ဆိုစာလုံးပေါင်းမှန်တာကဒီကောင်လေဒီကောင်အဲ့တော့ဒီပဲ support လုပ်တာကဒီကောင်ဆိုတော့ကျွန်တော်တို့ support လုပ်တဲ့ column တစ်ခုပေါင်းကြည့်နှစ်ခုပေါင်းကြည့်လိုက်မယ် image to test.io နဲ့ ChatGPT နဲ့ပေါင်းမလား Google Docs နဲ့ ChatGPT နဲ့ပေါင်းမလားဆိုတော့ဒီ image to test.io ကို Google Docs ကရောထုတ်ပေးတဲ့ data ကအတူတူပဲဆိုတော့ value တစ်ခုရွေးလိုက်မယ်ရွေးပြီးတော့ကျွန်တော်တို့အဲ့ဒီစာသားကို ChatGPT ကို table ကိုပြောင်းပေးပါလို့ကျွန်တော် table format ဖြစ်ပြောင်းပေးပါလို့ကျွန်တော်တို့သူ့ကိုပြောမယ်အဲ့တော့ convert Fourier data into Fourier format နော်upload လုပ်နော်တပ်ပုံမှာပါOkay. No color. Huh? Chào khăn chó tôi có mà xong này nó copy đi anh ấy copy cũ này nó sẽ nói cho nó đồ trên TV chào bạn ok print ကုန်တာနဲ့ print ထုတ်ထားတဲ့လက်ရေးကိုပဲဖတ်တာလားဆိုတော့လေလက်ရေးမူလည်းသူဖတ်ပေးပါတယ်ပေါ့နော်လက်ရေးမူကျတော့သူ့ဘက်ကပို့ပြီးတော့ခမန်းရပို့ခဲ့တဲ့အတွက်ကြောင့်မှားရတာစာလုံးပေါင်းမှားရပုံများတယ်ပေါ့နော်အတူချုပ်ပြောင်းမယ်ဆိုရင်ကျွန်တော်တို့ဒီ image to test ကိုတော့၎င်း Google တော့တော့၎င်းတွားလိုက်ပြီးတော့ကျွန်တော်တို့ပြောင်းချင်တဲ့ image file မြန်မာစာသားပါတဲ့ image file ကိုအလုပ်လုပ်ပြီးတော့ရလာတဲ့မြန်မာစာသား text ကို copy ကူးပြီးတဲ့အခါမှာ ChatGPT ထဲကိုတွားပြီးတော့ကျွန်တော်တို့ကိုလိုချင်တဲ့ page ချပြီးတော့ table format ဖြင့် generate လုပ်ပေးပါလို့ပြောလိုက်ပြီးတဲ့အခါမှာကျွန်တော်တို့က exit ထဲမှာပြန်လာ paste လို့ရပါတယ်ကျေးဇူးတင်ပါတယ်